မင်္ဂလာပါဥယောင်နာဘာစစ်တော့ရမယ်ဥယောင်နဲ့ဆိုတာကဘနော်ဒီငုတ်ဒီအပူစားတယ်ပြီးတော့အစားစားရင်မြန်စားတယ်မကြည့်မကြက်တဲ့အစားများတဲ့လူတွေငုတ်ဒီပူစားစားများတဲ့လူတွေကလီစာနော်ဒီဒလိစာနေရဝမ်းနဲ့ကလီစာအစားများတဲ့လူတွေနော်အဲ့လိုလူတွေအများစုမှာတော့ဥယောင်တယ်နော်ဥယောင်တဲ့အခါကျတော့ဥယောင်တဲ့လူတွေဘာစားရမလဲဆိုမနက်မိုးလင်းလာတယ်အဲ့ရထားရတယ်ဘောနော်ဒီတင်မော်ဒီမဲ့ဖြောရင်မနက်အဲ့ရထားရတယ်တစ်ခွက်တော့ပြရမယ်အပြင်ညအဲ့ရညတစ်ချိန်ရှာဆောင်လက်ပါကိုမီးဖုတ်ပြီးတော့အဲ့ရှာဆောင်လက်ပါမီးဖုတ်ပြီးတော့အတွင်းအချေလေးတရက်ကိုလည်းလေးလုံးတော့စားပေးရမယ်နော်ပြီးနေ့လေကြာတော့စနင်းမုတ်လက်ဖက်စားလုံးတစ်စုံကိုပြားရည်လေးလက်ဖက်စားလုံးတစ်ဝက်နဲ့ရောရည်လေးနဲ့ရောပြီးတော့တောက်ပေးရမယ်ဒါဥယောင်တဲ့ယောဂတွေတော့အမတန်မှကောင်းမွန်တဲ့စေးနည်းတွေအဲ့တော့ဥယောင်တဲ့လူတွေကျတော့ဥယောင်နေတဲ့အချိန်မှာဘာစားရမလဲဆိုဆံပြုတ်နော်ဆံပြုတ်ပျော့လေးစားရမယ်မြင်းဆံပျော့လေးစားရမယ်အဲ့တော့ဥယောင်နေပါတယ်ဆိုရောင်နေတဲ့နေရာကိုမာကြောတဲ့အစားအစာတွေစားလိုက်လို့တတိပို့ပြီးတော့ဥကရောင်ဝါတတ်တယ်နော်အဲ့ဒါလေးတွေလူပါတယ်အားလုံးပဲကြားမှာချမ်းသာပါစေအဲ့တော့အစားတောက်ကလေးတွေလည်းရှောင်းပါအနာနဲ့စေးတက်အောင်ပြီးပြောရင်မခက်ပါအာရောကြောင့်ပရမလာပါကျောင်းမချင်းဒီအကြီးမားဆုံးတော့လက်ကြီးတစ်ပါးဖြစ်ပါတယ်